လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကအမေရိကန်နိုင်ငံမှာအသက်နဲ့လူပြီးဖွင့်ခဲ့ရတဲ့တမိုင်းချောင်းကြီးရှိခဲ့ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့အဲ့ဒီလိုအချက်ကိုကျွန်တော်ကဖော်ထုတ်ပြောပြသွားပါမယ်။1920ခုနှစ်ဇန်နဝါရီလ18ရက်နေ့အမေရိကန်နိုင်ငံလုံးမှာရှိတဲ့အရက်ချက်တဲ့သူတွေအတွက်တော့အဘာပြတ်တဲ့နေ့လို့ပြောလို့ရပါတယ်။ကျွန်တော်တို့လိုပေါ့။ဘာလို့လဲဆိုတော့တနိုင်ငံလုံးမှာရက်ချက်တာရောင်းတာတည်ယူပို့ဆောင်တာလုံးဝပိတ်ပင်လိုက်ကြပါအကြောင်းရင်းကတော့အဲ့ဒီခေတ်ကအရက်တောက်လို့ရာဇဝမှုတွေများလာတယ်ဆိုပြီးအာဏာရေးဖွဲ့စည်းတွေကဖိအားပေးလို့ပိတ်ပင်လိုက်ရတာပါစဉ်းစားကြည့်ပါမနေ့ကအထိလွတ်လပ်တောက်လို့ရနေတဲ့ရက်ကိုဒီနေ့မှလုံးဝတောက်ခွင့်မရှိတော့ဘူးဆိုတော့လူတွေဘယ်လိုခံစားရမလဲဒါကတော့ရသမားချင်းပြီးမှာပေါ့နော်လူဆိုတာကလည်းတားလို့ကြွယ်ရမှာကိုလို့ချင်နေရမဟုတ်လားအဲ့တော့တရားမဝင်ရက်လောကကြီးစတင်ဝင်ခွာလာပါတော့ဒီရက်ကိုပိတ်ပင်လိုက်တဲ့အခါမာဖီးယားကိုင်းတွေဒီမိုက်တွေကချွေသွင်းကြီးပြီးတော့ပါတော့အဲကပုံးလိုနာမည်ကြီးဒီမိုက်ကောင်းဆောင်တွေကအရက်ကိုပေါင်ကိုသွင်းခိုးချက်ပြီးဈေးတင်အောင်ရတယ်အဲဒီခိုးချက်ထားတဲ့ရက်တွေကိုရောင်းဖို့နေရာလိုလာပြီးအဲဒီတော့မြေရောက်ခန်းတွေသပင်ညက်ဆိုင်နောက်ဘေးတွေကော်ဖီဆိုင်ရဲ့ကျန်းမြင်အောက်တွေမှာပြုတ်ဝက်ပါးတွေကိုစတင်ဖွင့်လိုက်ကြ